Okay, Debian install လုပ်မှာဆိုတော့ဒီမှာ system အနေနဲ့ overview လေးကြည့်လိုက်ပါအောင် there are 720တွေအထဲမှာ virtual disk မရှိတော့ဘူးเนาะဒါRAID လည်းမရှိတော့sorry operating system တင်မှုစ조사နေ okay ဒီမှာ boot cd လည်း boot တက်မယ် okay expert mode နဲ့တင်ရမယ်ထင်တယ် advanced option နဲ့တော့ graphical expert နဲ့တင်မယ်နှီးနေတယ် comment ပေးတာနှီးတယ်မယ် okay Dell system လေးကိုဒီမှာပြမယ်ဒီခု hardware အနေနဲ့ဒီ set မှာကောင်းတဲ့အစိပ်ပိုင်းလေးတွေဒါရှေးတော်တော်ကြတယ် R720 ဆိုရင်တော်တော်ကောင်းပါတယ်ဒုက္ခနဲ့တူတူကလည်းတော်တော်ကြီးကိုမြန်နေမှာအဲ့ခေတ်တုန်း SSD တွေတောင်မသုံးသေးတဲ့တွင်းတွင်းကြီးမသုံးသေးတဲ့ခေတ်ဆိုတော့ဒီမှာ 4K DDR လေးတွေ8ချောင်းစိုက်ထားတယ် 32K နောက်တော့16ချောင်းစိုက်လို့ရတယ်တကယ်လို့ 16K 24ချောင်းပေါ့နော်အဲ့လိုမျိုးသာစိုက်လို့ရရင်ဘယ်လောက်တောင်ဒီ performance တက်လာမလဲပေါ့ဒီမှာ RAM အများဆုံးဘယ်လောက် capacity 1.5T ထည့်ပြီးတော့အထက်က virtual machine တွေကို scale up ဒီထဲမှာ capacity မြင့်ပေးပြီးသုံးလို့ရမှာဆိုတာတွေ့မယ်ပြီးရင် network card NIC card 4 card ပေါ့နော် 1G 4 ပို့နဲ့ NIC card ရှိတယ်ဒီမှာ NIC card ကတက်နေပြီတကယ်တော့ဖြစ်နေတယ်ပေါ့နော်NIC card တောင်းပေးထားတယ် power supply setting power supply အခြေအနေတွေမီးဘယ်လောက်ဆွဲတယ် serial number device ကိုချင်း part number တွေအစားကြည့်လို့ရမယ် CPU ဒီset overview အချင်းချင်းပြတာပါ CPU 2 socket ကိုနှလုံးထည့်ထားတယ်ဒီမှာ CPU ရဲ့ detail cache ဘယ်လောက်တွေပါတယ် L1 L2 L3 cache ဘယ်လောက်ပါတယ်ပြီးတော့ဒီ Xeon က9ဘယ်နှခုပါတယ်8ဝအဲ့ဒီ information တွေရှာကြည့်လို့ရပါတယ်19နဲ့ဒီမှာ socket 2ခုသူက HD ကလည်းလို့ HD လည်းရသေးတယ်ဆိုတော့19တစ်ခုအတွက်ကို CPU 12လုံးတွေ့မယ်1 socket 1 CPU မှာ2 CPU ဆိုတော့ CPU 24လုံးမြင်မှာပေါ့နော် hypervisor တွေ KVM virtual machine host တွေဘက်ကအဲ့လိုတွေ့မယ် memory ပြီးပြီ hard disk storage ကိုဒီကြားကြည့်ရင် storage ကအခုဘာ rate မှမရှိတော့တဲ့တော့ဖြစ်သွားပြီအရင်နေ့က load တွေကြည့်ရင်ဒီမှာဆိုတော့ဒီမှာအရင်တော့ဒီပေါ်မှာ hard disk ဘယ်တော့မှဖြုတ်ခဲ့ထည့်ခဲ့တယ်ဆိုတော့ activity တွေအသက်ကုန်ရှိတယ်အခုတော့ rate တွေလဲလိုက်တော့ rate ကိုဖြုတ်ထုတ်ပြီး flash လုပ်လိုက်တော့no physical distribution change the host power hard disk ဒီမှာမတွေ့တော့ဘူးအခုမှမြင်လိုက်သေးတယ်အခုဒီမှာမမြင်တော့ဘူးဆိုတော့ virtual disk တွေလားဒါမှမဟုတ် controller နောက်ထဲကနေပဲကြည့်မှာပဲရတော့မှာလားProject Administration Create Virtual Disk Rate from ကိုလည်းရှာတယ်physical disk တွေမရှိဘူးပြောသေးတယ်ဒီမှာသွားကြည့်ရမယ် controller CS inventory controller okay တကယ်လို့မရခဲ့မမြင်အောင်ဆိုတော့ flash လုပ်တာတခုခုအဆင်ပြေဖြစ်နေလားဆိုပြီး set address ပြန်ပြီး set လုပ်တာလုပ်ပြီးတော့ reboot ချပါအောင်မယ်အခုတော့ operating system တင်စရာ disk တွေ့သလားစသဖြင့်ကြည့်ဖို့အတွက်အဲ့ drive ကိုပြန်သွား expert mode နဲ့ကုလို့ကိုကြိုးစားအောင်မယ် that's a good news they can make it they build it okay good luck ပါကို Debian တင်ဖို့ပြင်ဆင်နေပါပြီနည်းနည်းလေးတော့နှေးတယ် Interwrite ကို network ချိတ်ထားတဲ့ set ကလေးက 100 yeah it is yeah check it click play အပိုင်းလိုက်တယ်ရှိမဟုတ်ဆိုတော့ကဒီမှာဗာလေးရှိနေမလဲ
OS တော့တင်နေတယ် OS တင်မှုစူးစမ်းနေတယ်လုံးတုံးပြောသွားပြီနော်ဆက်ဆင်းပြောသွားပြီနော်ကိုကြည့်နေတာလေ PC ရလူကဘာလို့လုပ်ကြတယ်မလဲ storage storage တိုင်းတို့ storage တိုင်း optical storage availability is decreasing. However, many reports have focused on specific categories. So, I don't know what I love about it. 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 Debian in a little how does choose to the thing? Oh, don't know page in the other day. You know, other the Namaji time be a mobu. Isharega Diamond English keyboard dome. English locally over dome. UTF in a unicorn and dome. UTF a little Juleva EN UTF ENGB ENUS dome ENUS UTF 8 Payadora UTF 80 Pora ENUS go back. UTF 80 to Bobby Dam go to around to be what Yabi. UTF 8 day for Pibidor ENUS go. Take you like there. Okay, there is a done. Continue, my language review with Avi. Language review with Avi. Configure the keyboard with Avi. Detail and mount installation media. I don't know. I don't want to know. I don't need to know. Installation media detail, blah blah blah. The Linux bar. Okay, next. Continue load installer component and installation media. So hard disk go near last thing. Okay, near no doubt. Control order F2 thông thường là này mà nó control order F something này đấy. Mà chỉ đấy.Ilo mình nghe đi rồi. Hard disk bar chỉ đấy rồi. Pros thì ngoài mà device list mà tôi chỉ nó vậy. Em mà đi mà những tí gì là mega record chỉ đi là MPD SSD và chỉ đi là trên con này chỉ màပြန်လာပြီးတော့ install လုပ်ဖို့ကြိုးစားမယ်ဆိုပြီးနေရတယ်ပေါ်တဲ့မျိုးနဲ့ဘာလို့တစ်မျိုးရင်မင်းနေရမှာလဲဘာလို့တစ်မျိုးရင်မင်းနေအရန်ကို advanced ဖြစ်တဲ့မဟုတ်ကိုရွေးထားလို့ဟုတ်ပြီဆိုစမ်းနေရဒီမျိုးမယူတော့ next one နေလိုက်တော့မယ်ပါတီတွေပဲအဲ့ဒါရွေးရမှာ direct component ရွေးခဲ့ရမှာအတွေ့အကြုံပေါ့မရတယ်နောက်မှပြန်ဝင်လာပြီးဟိုလုပ်ပါမယ်အဲ့တော့ installation ကိုကျွန်တော်အသေးစိတ် share ပြန်တင်ပေးပါမယ်လို့ဆိုတော့ဒီတိုင်းလေးဆက်ဆန်းလိုက်ပါဦးအဓိကတော့ hard disk အားလုံးသိမသိရယ် break gap မပါတော့ဘဲနဲ့ hard disk အားလုံးကို smart control လုပ်လို့ရဖို့SAM တဲ့ process လေးအတွက်ကိုပြန်လာခဲ့ပါမယ် okay